မตายရပါဘူးကွယ်ဘုံလေးတို့လည်းမမလို့သိခံနေမိမရှာယူကြနော်ဟေးဟာဟာအုတ်ကြီးကွာလို့ဖြစ်နေကြတယ် อ๋อ ဟမ်ပြောသမောင် ရှင်မဲသူတို့အဲ့ခံလိုက်ဆိုတော့ကျမအဲ့ခံထားတာလေ ဩအဲ့ခံလိုက်ဆိုလို့အဲ့ခံလာတာ ဟုတ်တယ်လေ တီးတဲ့ပုံအဲ့ခံနေအိမ်ဝါတက်ပြီးတော့အဲ့ခံလိုက်ပါလား อ๋อသူတို့ကအပေါ်ခေါ်တယ်ပူတယ်ဆိုလို့မလိုက်ဘူး တိတ်သွားကူသွား ဘာမှလည်းမသိဘူးသူခေါ်လာလို့အဲ့ခံထားဆိုလို့အဲ့ခံပေးတဲ့ဟာကိုလိုလိုက်ပြစ်တင်နေတယ်မောင်လေးတို့နေ့ပဲဆိုင်လေဒီချိန်မဲ့လာခဲ့နော် ဟုတ်ကဲ့မမ အမငါလိုက်မသေတော့မယ်သေတော့မယ်အဖြစ်တယ်ဒီကိစ္စလုံးဝမဖြစ်သေးဘူးကွာလူကြလို့မကောင်းလေလား ကျွန်တော်တို့ကအဲ့လိုမဟုတ်ပါဘူးအုတ်ကြီး မင်းမစားပေး ဟုတ်တယ်အုတ်ကြီးကတော့ကျွန်တော်တို့ကလည်းသိပြီးတဲ့သဘောလေးပါဟုတ်ကဲ့ မင်းဘာလို့ပြောနေ ဟိုအုတ်ကြီးကတော့နဲ့ကျွန်တော်တို့ကအုတ်ကြီးထင်တယ်လို့မဟုတ်ပါဘူးရိုးသားသားပြူပြူစင်စင်ပဲခင်းတာပါဟာဟုတ်ပါလေကျွန်တော်တို့ကဟိုမောင်နှမိုင်းတွေပဲပေါင်းတာနော် အုတ်ကြီးရဲ့အုတ်ကြီးမင်းမောင်ကျွန်တော်တို့ကဒီလိုလေးပဲခဏခဏကြိုက်နေတာပါ ဟဲ့ဘာလို့ပြောနေတာလဲဘာလို့ပြောနေတာလဲလို့အခုပြောနေတဲ့ကိစ္စငါမင်းကကိစ္စမဟုတ်ဘူးကွာ ဟုတ်ပြီလားဗျာ တော့ပါလေ တော်ပါလေဗျာဟိုကပဲလွတ်လွတ်လေးထိုင်နေတော့ မင်းတို့ငါခေါ်ရတဲ့အကြောင်းအရာအခုရက်ွက်ထဲမှာဖြစ်ပြနေတဲ့ကိစ္စမင်းတို့သိတယ်မလားဆိုင်ကယ်တွေအိမ်တိုင်းလိုပြောင်းတခိုးရှိတယ်ဒီရက်ွက်မှာတခိုးရှိနေပြီ